ချင်ပြည်နယ်မတ်လဒုတိယပတ်အတွင်းဖြစ်ပွားခဲ့သောလူအခွင့်အရေးချိုးဖောက်မှုနှင့်အခြားထူးခြားဖြစ်စဉ်ကချင် Human Rights Insight မှပြစုထားသောမှတ်တမ်းအရကချင်ပြည်နယ်မတ်လဒုတိယပတ်အတွင်းလက်နက်ကြီးကျကွဲမှုအပြန်အလှန်ပစ်ခတ်မှုနဲ့လေကြောင်းပေါ်မှပုံကျဲချမှုကြောင့်အရက်သားပြည်သူ100ဝန်းကျင်သေဆုံးပြီး3ဦးအထက်တန်ရာရရှိခဲ့ပါတယ်။မတ်လ10ရက်နေ့တွင်မရှိကထောင်အနောက်ကျောဖက်ချမ်းတွင်ဝရဇွတ်မြင်းစင်တပ်ပြည်သူစစ်တပ်ဖွဲ့ SNA ရှမ်းနီပြည်သူစစ်တပ်နှင့်စစ်ကော်မရှင်ပူးပေါင်းတပ်တို့ကအရက်သားများရဲ့နေအိမ်နှလုံးနဲ့ဘာသာရေးဆိုင်ရာဖျားကြောင်းတစ်ကြောင်းကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းကိုလူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားပါတယ်။မတ်လ10ရက်နေ့တွင်လည်းဗမော်မြို့စင်ခန်းအထက်နန်းခုတ်နှင့်မြလေတကြောတွင်စစ်ကော်မရှင်တပ်ကတိုက်လေရင် Y12 တုံးစင်းဖြင့်ဘုံကျဲချမှုကြောင့်မျောဖောင်14 5စီးမိလောင်တွားခဲ့ရာက၎င်း14ပေါ်မှရွှေလုတ်သား100ခန့်တေဆုံးပြီးရေထဲမျောပါသွားသူတွေနဲ့တန်ရာရရှိသူတွေအများအပြားရှိခဲ့ပါတယ်။၎င်းပြည်စင်သည်ကချင်ပြည်နယ်ထဲတွင်လေကြောင်းတိုက်ခိုက်မှုကြောင့်အရက်သားတေဆုံးမှုအများဆုံးဖြစ်ခဲ့ကြောင်းသိရှိရပါတယ်။ လူထိတာဟာဘယ်နေရာထိလဲထို့အပြင်မတ်လ17ရက်တွင်ဖက်ကတ်မြို့မရှိကထောင်ဖက်တွင်တိုက်ပွဲဖြစ်ရာမှာပစ်ခတ်လိုက်တဲ့လက်နက်ကြီးစစ်တပ်ကောင်ရွာရှိလူနေအိမ်အနီးကြောက်ထဲကြာရောက်ပောက်ကွဲကအသက်40ရှိအမျိုးသားတဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။ထို့နောက်မမောလျံရှိလုပ်ငန်းကုမ္ပဏီတစ်ခုတွင်လက်နက်ကြီးကျကအဆောက်အုံကားဘုံစထိမှန်ပြီးဝန်ထမ်း2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။စစ်ကော်မရှင်တပ်ကစစ်ပွဲနဲ့တပ်ဆိုင်ခြင်းမရှိတဲ့ဘာသာရေးအဆောက်အုံနဲ့တာမန်အယက်သားများအပေါ်ပြစ်မှတ်ချပြီးရာဇဝတ်မှုများကိုကြည်ကြည်ပြန့်ပြန့်နဲ့ရည်ရွယ်ချက်ရှိကျူးလွန်နေပါတယ်။အခြားထူးခြားဖြစ်စဉ်များအနေဖြင့်ပြီးခဲ့တဲ့မတ်လ9ရက်နေ့ကအင်းတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှလုပ်ငန်းရှင်တွေကိုခေါ်ပြီးစစ်ကော်မရှင်တပ်ကိုစီရီမပို့ကြဖို့ကချင်ဖက်ပို့မဲ့73စီတွေကို NUGC စစ်ပြီးမှထက်တန်းခွင့်ပြုကြောင်းနဲ့စီစေးတွေမတက်ကြဖို့ကိုလည်းတတိပေးပြောကြားခဲ့ပါတယ်။မြစ်ကျနာမြို့တွင်ပြီးခဲ့တဲ့မတ်4ရက်နေ့က73စီစေးနှုန်းရုတ်တရက်မြင့်တက်ခဲ့ပြီးနောက်73စီစေးနှုန်းမြင့်တင်ရောင်းချခြင်းကိုတည်ဆဲဥပဒေအရအရေးယူမည်ဟုတပ်ဆိုင်ရာဝန်ကြီးဌာနများကကြေညာထားတော့လေလက်ရှိအချိန်ထိ73စီစေးမြင့်တက်နေစေဖြစ်ပါတယ်။စစ်ကော်မရှင်ဘိုးချုပ်မူကြီးမြင်းအောင်လှိုင်မှနေပြည်တော်တွင်ပြုလုပ်ခဲ့သည့်9နှစ်တာဆောင်ရွက်ခဲ့မှုများကိုပြန်လည်သုံးသပ်ဆွေးနွေးပွဲတွင်ပြည်တွင်းငြိမ်းချမ်းရေးအတွက်2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်နိုင်ရေးဆွေးနွေးမှုများပြုလုပ်နေသည်ဟုပြောကြားခဲ့ပါတယ်။မတ်လ23ရက်နေ့တွင်မိုးညင်း SNA ရှမ်းနီပြည်သူစစ်မှလူဦးရေ3000ပြည့်အောင်စုဆောင်ရေးပြုလုပ်နေပြီးစုဆောင်ရေးဆွဲနေသည့်နေရာများကိုပါသတင်းထွက်ရှိနေသည်ဟုဒေသခံများကပြောပါတယ်။မတ်လဒုတိယပတ်အတွင်းတွင်ဘူတာအိုခရိုင်ခေါင်လောင်ဖူဖက်ကတ်ဒေသနှင့်မြစ်ကျနာမြို့အဝင်ရှိအကျေးကျေးရွာထိပ်မှစစ်ကော်မရှင်စစ်စေးရေးစခန်းတွင်စစ်ကော်မရှင်ပူးပေါင်းတပ်နှင့် KIA ပူးပေါင်းတပ်တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ထို့အပြင်မြစ်ကျနာနှင့်ဝိုင်းမော်မြို့တွင်လည်းတနက်တန်နှင့်လက်နက်ကြီးပောက်ကွဲတံများကြားနေရပါတယ်။ဖြည်းဖြည်းလာပေးပါဖြည်းဖြည်းလာပေးပါ။ဘာဘူးနာပေးဘီတာပါပြီးခဲ့တဲ့ဖေဖော်ဝါရီလ20ရက်နေ့တွင်မြစ်ကျနာလေရင်ကွင်းတရုံးတက်ခတ်ခံရမှုကိုအကြောင်းပြု၍မြစ်ကျနာလေရင်ကွင်းကိုပိတ်ထားတော့လေလက်ရှိတွင်စစ်ဖက်ဆိုင်ရာလေရင်များကအင်းမြတ်သူလမ်းကြောင်းဟုစကားဝက်ဖြင့်လေရင်လက်မှတ်ကိုရေးအချက်လက်ဖော်ဖြည့်ပြီးတခုံကို18သိန်းနှုန်းပေးရက4ရက်လင်တစ်ကြိမ်မြစ်ကျနာမန္တလေးပြေးဆွဲနေကြောင်းမြစ်ကျနာမြို့မှဒေသခံများကပြောပါတယ်အဆိုပါလေကြောင်းအခက်အခဲကြောင့်ကားလန်ခီးဖြစ်သွားရတွင်တပ်များစုဆောင်ခံရခြင်းလက်ခီးကြမ်းတမ်းကြံ့ကြာမှုကြောင့်နာမကျန်းသူများမှာကျန်းမာရေးဆိုးရွားကအသက်ဆုံးရှုံးရခြင်းဖြစ်ရများကိုဒေသခံပြည်သူများကရင်ဆိုင်နေရပါတယ်။